ရှေးခေတ်ကပညာရှင်တွေဟာစာလုံးနှဲငယ်မာယီမီယုံနဲ့တဆွေလုံးတစ်မျိုးလုံးအသက်ခံရနိုင်သလားဒီနေ့တော့စာပေပုတ်မလို့ခေါ်တဲ့စာလုံးတွေနဲ့လူတက်တဲ့အကြောင်းကိုလီဟွမ်ကျန်းဆိုတဲ့ပညာရှင်တယောက်ရဲ့ဖြစ်ရမှန်ဇလန်းလေးနဲ့ပြောပြပါမယ်တငယ်ချင်းတို့ဇလန်းဆက်မှာတော့လီဟွမ်ကျန်းဟာစာမေးပွဲအောင်ထားတဲ့ပညာရှင်တယောက်ဖြစ်ပါတယ်လွန်ခဲ့တဲ့3ရက်လောက်ကမှသူဟာနိုင်ငံရေးနဲ့ပတ်သက်ပြီးဝေဖန်ထောက်ပြတဲ့စာတမ်းတစ်စောင်ကိုရေးသားပြီးအရာရှိတွေစီတင်ပြခဲ့တယ်လီဟွမ်ကျန်းရဲ့စိတ်ထဲမှာတော့ဒီစာတမ်းကိုလူကြီးတွေသဘောကျခဲ့ရင်ယာရုတက်ပြီးနေရာကောင်းတနေရာလောက်ရနိုင်မယ်လို့မျှော်လင့်နေတာပေါ့ဒါပေမဲ့ရုတ်တရက်တကားကိုအတင်းလာထိုးတဲ့အတန်ကြားလိုက်ရပြီးအမိန့်တော်ရအမှုစစ်ဆေးမယ်တကားဖွင့်ဆန်းဆိုတဲ့အတန်ကြီးထွက်ပေါ်လာတယ်တကားကိုခြေထောက်နဲ့ကန်ဖွင့်လိုက်တာနဲ့တန်ချက်ကဝတ်ထားတဲ့စစ်သားတဒါဇင်လောက်အိမ်ထဲကိုတုံးဆိုင်ဝင်ရောက်လာကြတယ်တချို့ကအမိန့်ပြန်နှန်းကိုထုတ်ပြပြီးတချို့ကလီဟွမ်ကျန်းကိုကျမ်းပြင်ပေါ်ဖိချထားလိုက်ကြတယ်အမိန့်တော်အတိုင်းပညာရှင်လီဟွမ်ကျန်းဟာသူ့ရဲ့စာတမ်းထဲမှာအာနာဘုံကန်လိုတဲ့စကားလုံးတွေတုံးထားပြီးဘရင်ကိုစောင်းမြောင်းပုတ်ခတ်ထားတဲ့အတွက်ဒေတန်ထိုက်စေ30တိုင်မျိုးဖြုတ်သက်စေချက်ချင်းဖမ်းဆီးကြဆိုပြီးအမိန့်ပြန်နှန်းကိုဖတ်ပြလိုက်တယ်လီဟွမ်ကျန်းလည်းကြောင်သွားတယ်သူကနိုင်ငံရေးမြင်ဆွေးနွေးချက်ရေးတာလေဘလို့လုပ်ပြီးဘရင်ကိုစောင်းမြောင်းပုတ်ခတ်တဲ့အမှုဖြစ်သွားရတာလေပေါ့အရှင်မင်းကြီးကျွန်တော်မတရားခံရတာပါလို့ပြောမလို့လှုပ်တုံးမှာပဲစစ်သားကောင်းဆောင်ကလီဟွမ်ကျန်းရဲ့မျက်နှာကိုဖြောင်းခနဲနေအောင်ရိုက်ချလိုက်ပါတော့တယ်ခွေးကောင်ဒေဂာနီးပါမှာကျင်သေးလေတရားရုံးရောက်မှပြောတော့ဆိုပြီးဆဲဆိုတယ်လီဟွမ်ကျန်းကြည့်လိုက်တော့အသက်ကြီးနေတဲ့အဖေအိုကြီးကတရွတ်တိုက်ပါလာပြီးလဲကျသွားသလိုအမေကလည်းတောင်းတနေရမှာညီမလေးကိုဖက်ပြီးကြောက်လန့်တကြားကြည့်နေရှာတယ်အိမ်နီးနားချင်းတွေကတော့တကားကြားကနေချောင်းကြည့်နေကြပေမဲ့သူတို့မျက်လုံးထဲမှာကြောက်ရွံ့မှုနဲ့အေးစက်မှုတွေပဲရှိပြီးဘယ်သူမှထွက်မပြောရဲကြပါဘူးဒီလိုနဲ့လီဟွမ်ကျန်းကိုတရားရုံးအချုပ်ခန်းထဲခေါ်သွားပြီးဆူဆူအေးဆက်နေတဲ့တန်ကြိုးတွေနဲ့ခြေထောက်ကိုခတ်ထားလိုက်တယ်သူကထောင်ထဲကအဖိုးကြီးတယောက်ကိုမေးလိုက်တယ်ငါ့ကိုဘာလို့ဖမ်းတာလဲပေါ့အဖိုးကြီးကအေးဆက်ဆက်ပြုံးပြီးပြောတယ်မင်းရဲ့စာတမ်းထဲမှာမိုင်မဲတဲ့ဘုရင်ကရက်စက်တဲ့ဥပဒေတွေကိုတုံးတယ်ဆိုတဲ့စာကြောင်းပါတယ်မလားအဲ့ဒါလက်ရှိဘုရင်ကြီးကမိုင်မဲတယ်လို့ပြောချင်တာမဟုတ်ဘူးလားမင်းကတေလန်းရှာတာပဲလို့ပြောလိုက်တယ်လီဟွမ်ကျန်းရင်ထိတ်သွားတယ်အဲ့ဒီစာကြောင်းကိုရေးခဲ့တာမှန်ပေမဲ့သူရည်ရတာကရှေးဘုရင်ခေတ်ကအုပ်ချုပ်ပုံမားတွေကိုထောက်ပြပြီးလက်ရှိအစိုးရကိုတတိပေးချင်ုံသက်သက်ပါငါးစာသားတွေကဘလို့လှုပ်စာပေးပုံမှန်တဲ့ဝင်သွားရတာလဲဆိုပြီးစဉ်းစားမရဖြစ်နေတယ်အဲ့ဒီနောက်3ရက်တီလီဟွမ်ကျန်းကိုဘာမှမမေးမြန်းပဲဒီတိုင်းပစ်ထားလိုက်ကြတယ်သူကတော့စိတ်ကူးရင်နေတော့ပါဘုရင်ကြီးကပါနဲ့တဲ့သူမို့တေချာစစ်ဆေးရင်အမှန်တရားပေါ်လာမှာပါငါမှအခွင့်အရေးရှိပါသေးတယ်ဆိုပြီးပေါ့4ရက်မြောက်ညရောက်တော့အရက်ဝတ်နဲ့ထောင်မှုတယောက်လီဟွမ်ကျန်းရဲ့အချုပ်ခန်းနာကလာပြီးတိုးတိုးလေးပြောတယ်အသက်ရှင်ခြင်းလားအထက်လူကြီးစီငါစကားပါပေးမယ်ငွေ300ပေးရင်မင်းတက်ကိုရွေးပေးမယ်တဲ့လီဟွမ်ကျန်းလည်းတွေ့ဝေသွားပြီးတိုးတိုးလေးပြန်ပြောလိုက်တယ်ကျွန်တော်အိမ်မှာစုထားတာလေးတွေရှိတယ်အနောက်ဘက်ရက်ကွက်ကတဲခိုခန်းမှာပါကျွန်တော်အိတ်ထဲမှာငွေသား90ရှိတယ်ပြီးတော့စာပချီကားတွေနဲ့ကြောက်စင်းရည်နာတွေရှိပါတယ်အကုန်ရောင်းလိုက်ရင်လို့ပြောတော့ထောင်မှုကမျက်မှောင်ကျုပ်ပြီးငွေ90တင်းနဲ့မင်းကအသက်တဝက်ပဲရှင်းချင်တာလားလို့မေးတယ်လီဟွမ်ကျန်းလည်းလန့်သွားပြီးအန်ဂျိတ်ကဆက်ပြောတယ်အဲ့ဓာတွေအပြင်ကျွန်တော်အမေရဲ့ငကက်ရည်နာတွေရှိသေးတယ်ပြီးတော့အဖေရဲ့စာအုပ်တွေ့တာတွေကရှေးဟောင်းပစ္စည်းတွေနဲ့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့လက်ရေးမှုတွေရှိတယ်စာအုပ်ဆိုင်မှာတွားရောက်ရင်ဈေးကောင်းရပါတယ်လို့ပြောလိုက်တယ်ထောင်မှုကခေါင်းညိတ်ပြီးကောင်းပြီးစောင့်နေဆိုပြီးထွက်သွားပါတော့တယ်သူ့ကြောပြန်အမောင်လေးပျောက်သွားတာကိုကြည့်ပြီးလီဟွမ်ကျန်းရဲ့နှလုံးခုန်တန်တွေမြင်လာတယ်သူစိတ်ကူးရင်မိတယ်ဒီကနေလွတ်သွားရင်မြို့တော်ကနေဝေးရာကိုထွက်ပြေးမယ်စာရေးပြီးပဲအသက်မွေးတော့မယ်နိုင်ငံရေးအကြောင်းလုံးဝမရေးတော့ဘူးအမားအမှန်ဝေဖန်တာတွေလုံးဝမလုပ်တော့ဘူးပေါ့မျော်လင့်ချက်ရောင်ချီလေးတန်းလာသလိုပါပဲနှစ်ရက်ကြာတော့အချုပ်ခန်းတကားပွင့်လာတယ်ဟိုထောင်မှုကအပေါဝမှာရက်နေပေမဲ့လီဟွမ်ကျန်းရဲ့မျက်လုံးကိုမကြည့်ရဲပဲရှောင်နေတယ်ခါမှာတစိပ်ပြားချိတ်ထားတဲ့အရာရှိ3ယောက်ကလီဟွမ်ကျန်းအမိန့်တော်အရစစ်ဆေးမယ်လို့အော်ပြောလိုက်တယ်သူ့ကိုရုံးတော်ပေါ်ဆွဲခေါ်သွားပြီးဒူးထောက်ခိုင်းထားလိုက်တယ်လီဟွမ်ကျန်းခမညာကြောက်လုံးလို့တုံနေတာပေါ့အရာရှိတယောက်ကလီဟွမ်ကျန်းရေးတဲ့စာတမ်းကိုဖြန့်ပြီးအတန်ကျဲကြီးနဲ့ဖတ်ပြတယ်မိုင်မဲတဲ့ဘုရင်ကရက်စက်တဲ့ဥပဒေတွေကိုတုံးတယ်ပညာရှိတဲ့ဘုရင်ကလူတော်တွေကိုနေရာပေးတယ်ပြောစမ်းဒါဘုရင်ကြီးကိုမိုင်မဲတယ်လို့စောင်းမြောင်းတာမဟုတ်ဘူးလားတဲ့လီဟွမ်ကျန်းကကျွန်တော်ရည်ရွယ်တာကရှေးခေတ်ကချင်းဘုရင်ကိုပါလက်ရှိဘုရင်ကိုမဟုတ်ရပါဘူးလို့အသေးအတန်ရှင်းပြတယ်အရာရှိကအေးဆက်ဆက်ပြုံးပြီးဒါဆိုမင်းကဘာလို့ချင်းဘုရင်ဆိုတဲ့နာမည်ကိုတက်မရေးပဲမိုင်မဲတဲ့ဘုရင်လို့ရေးရတာလဲလို့မေးလိုက်တော့လီဟွမ်ကျန်းပြောစရာစကားမရှိဖြစ်သွားတယ်တကယ်တမ်းသူရေးတော့ကဒီလောက်အထိအကျိုးဆက်ကြီးမယ်လို့မထင်ခဲ့မိဘူးလေနောက်ဆုံးတော့အရာရှိက30တိုင်မျိုးဖြုတ်သက်စေ3ရက်နေရင်ကုမျက်စေလို့အမိန့်ချပြီးအချုပ်ခန်းထဲပြန်ပို့လိုက်ပါတော့တယ်လီဟွမ်ကျန်းကိုအချုပ်ခန်းထဲပြန်ထည့်လိုက်တော့မျောလင်းချက်တွေအားလုံးပျက်စီးသွားပါပြီအဲ့ဒီညကသူတညလုံးအိတ်မပျော်ဘူးငယ်ငယ်ကအဖေစာတင်ပေးခဲ့တာတွေစာမေးပွဲအောင်ဖို့10နှစ်လောက်စူးစမ်းခဲ့ရတာတွေပြီးတော့စာတန်းရေးတုန်းကတိုင်းပြည်အတွက်ဆိုပြီးစေတနာတွေနဲ့ရေးခဲ့တာတွေကိုပြန်နှွေးမိတယ်အခုတော့အဲ့ဒီစာရွက်ကခေါင်းဖြတ်တဲ့ဆက်စီသွားတဲ့လက်မှတ်ဖြစ်သွားခဲ့ပါပြီ3ရက်ပြည့်တော့လီဟွမ်ကျန်းနဲ့သူ့ရဲ့မိသားစုကိုလဲပေါ်တင်ပြီးကွမျက်ကွင်းစီခေါ်သွားကြတယ်အမေဖြစ်သူကငိုလုံးလို့မျက်ရည်မကျန်တော့သလိုအဖေရဲ့မျက်လုံးတွေကလည်းဘာအယောင်မှမရှိတော့ပဲဗလာဘောဖြစ်နေတယ်ညီမလေးကတော့မြို့ထဲကလူတွေမမိမှဆိုလို့အဝတ်စုံနဲ့မျက်နှာကိုအုပ်ထားရှာတယ်လမ်းဘေးကလူတွေကဝိုင်းကြည့်ပြီးလက်ညှိုးထိုးပြောနေကြတယ်ကြားတယ်မလား
ဒီလူကဖရင်ကိုစော်ကားတဲ့စာရေးလို့တဲ့ဒီစာပေပညာရှင်တွေကပါဆက်ကလည်းအစိတ်ပြင်းလိုက်တာဆိုပြီးပြောနေကြတာကိုလီဟွမ်ကျန်းကြားနေရတယ်သူမျက်လုံးမိတ်ပြီးကန်တရားကိုလက်ခံလိုက်ပါပြီဒါပေမဲ့ကိုမြက်ကွင်းရောက်ခါနီးမှာသူ့ဘေးကဦးလေးဖြစ်သူကမျက်ရည်ပြတယ်လဲနောက်ကတန်ကြိုးဖြုတ်လို့ရနေပြီခုံစင်းပြီးထွက်ပြေးလို့ရနိုင်တယ်ဆိုတဲ့သဘောပေါ့လီဟွမ်ကျန်းဘေဘီကိုအကဲခတ်ကြည့်လိုက်တော့တစ်ဖက်ကစစ်သားတွေကတခြားချင်းသားတွေကိုစူပူချင်းမောင်းနေလို့အာယုံလွင့်နေကြတယ်သူအန်ကိုချိတ်ပြီးထွက်ပြေးဖို့ပြင်လိုက်တော့မှပဲလန်ရှီတစ်ချောင်းရောက်လာပြီးလီဟွမ်ကျန်းကိုလဲကျန်းပြင်းနဲ့ကတ်သွားအောင်ဖိချလိုက်ပါတော့တယ်စစ်သားကမျက်လုံးပြူးကြီးနဲ့မင်းထက်လို့ရင်အခုချက်ချင်းတက်ပစ်မယ်လို့ချင်းချောက်လိုက်တယ်လီဟွမ်ကျန်းငြိမ်ကျသွားပြီးနောက်ဆုံးချန်နဲ့မျောလင်းချက်လေးလဲကြေမွသွားပါတော့တယ်ကိုမြက်ကွင်းမှာလေတွေကတဟူးဟူးတိုက်ခတ်နေတယ်လီဟွမ်ကျန်းကိုတွေးဆုံးနေတဲ့စင်မြင့်ပေါ်တွန်းလဲလိုက်ပြီးဒူးထောက်ခိုင်းထားတယ်ခေါင်းဖြတ်မဲ့လူသက်သမားကဓာမကြီးကိုမြောက်လိုက်တဲ့အချိန်မှာဓာသွားပေါ်ကနေအောင်ပြန်ပြီးသူ့မျက်လုံးကိုစူးသွားစေတယ်ဓာကြီးအရှိန်နဲ့ချက်လာတော့မဲ့ဆဲမှာရုတ်တရက်ဓာအောက်မှာလူကြံထားဆိုတဲ့အတန်ကြီးထွက်ပေါ်လာပါတော့တယ်အတန်ကပြတ်သားပြီးအာနာပါရာမို့တကွင်းလုံးတိတ်ဆိတ်သွားတယ်လီဟွမ်ကျန်းရဲ့နှလုံးသားကဒိန်းခနဲ့ခုန်သွားတယ်ဖရင်ကြီးကအမှန်တရားကိုသိပြီးလွတ်မိတ်ပေးလိုက်တာများလားပေါ့လူအုပ်ကြီးကြားတဲ့ကနေအရာရှိဝတ်စုံနဲ့ခါမှာရွှေတစိပ်ပြားချိတ်ထားတဲ့လူကြီးတစ်ယောက်ရှောက်လာတယ်ဆေးဖော်ဖို့အမိန့်တော်လာပြီးဒီလူကအပူဓာတ်များတဲ့အတွက်သူ့သွေးကဆေးဖော်ဖို့အကောင်းဆုံးပဲငါတခင်ချမ်းမက်ကြီးအတွက်ဆေးဖော်ရမယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်အစေခံနှစ်ယောက်ကငွေပန်းကန်လုံးတွေကိုကင်ပြီးစင်ပေါ်တက်လာတယ်မျက်နှာသေးနဲ့ဒူးထောက်ပြီးလူသက်သမားကိုပြောတယ်ခေါင်းဖြတ်တဲ့အခါသွေးမကျဲအောင်တတိထားသွေးပူပူနွေးနွေးသုံးပန်းကန်လိုချင်နေတဲ့လီဟွမ်ကျန်းရဲခြင်းပေမဲ့လေချောင်းရဲကအတန်ထွက်မလာတော့ပဲအကွဲကွဲအတန်ပဲထွက်လာပါတော့တယ်ဒီအချိန်မှာသူနားလည်လိုက်ပါပြီဒီလောကမှာအထက်မြက်ဆုံးကဓာသွားမဟုတ်ပဲလက်ထဲကကလောင်သွားဖြစ်နေပါလားဆိုတာကိုပေါ့ဓာသွားအယောင်လက်ခနဲ့ဖြစ်သွားပြီးတဲ့နောက်လီဟွမ်ကျန်းရဲ့မျက်စိရှိကအရာအလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်